ဒီနေ့ကတော့2080နဲ့ကိုရီးယားကိုခေါ်သွားမှာဖြစ်ပါတယ် let's go ဒါတော့အင်းနဲ့အနီးဆုံးဝက်ဆုံးမှာပဲဖြစ်ပါတယ်အရင်ဆုံးဘာလဲဆိုတော့ဒါပါလေဟင်းနုနယ်ရွက်ဟင်းနုနယ်ရွက်ကို2စီးထည့်ပါတယ်ပြီးတော့တိုးယူပါတယ်အမကင်ချီအများကြီးရှိတယ်ဒီမှာမစီးသက်တာဆုံးကြီးကြီးထုတ်ကိုဆွဲလိုက်ပါတယ်ပြီးတော့ဝတ်သားထဲမှာပို့သွားပါမယ်အဲ့ဒီမှာဇီးအသက်သာဆုံးဒီဝက်3တက်သားပေါ့နော်အဲ့ဒါလေးကောက်လိုက်ပါတယ်ပြီးတော့ပတ်စံရှင်းမယ်2080လို့ပြောတာဘာလို့2080ကြောင်းလာတော့ကဲထားလိုက်ပါတော့ဟင်းချက်မယ်အရင်ဆုံးဝက်3တက်သားကိုရတာနှက်မယ်ဆိုတော့အရင်ဆုံးချင်းရယ်ပြီးတော့ဘာထည့်ရလဲမသိဘူးအမဆိုင်ထိုးတာအဲ့တိုင်းပဲပေါ့နော်ထည့်တယ်ဒါ QC ပေါ့နော် QC ထည့်တယ်ပြီးလို့ရှိရင်ဒီကပဲငမြားကြီးထည့်ရပေါ့နော်ပြီးရင်ချီလီပေါင်တပါလို့ထည့်ရလဲမသိဘူးကလာအတွက်ထည့်ပြီးလို့ရှိရင်နေဒါအကုန်လုံးကိုဒါကတော့အမချက်မယ်ပေါ့နော်ချက်မယ်ဆိုတော့အိုးဘူလောင်လောက်လိုက်တယ်အိုးမှွေတယ်ပြီးတော့စီးတက်တယ်ချက်သုံးနေထည့်တယ်ထည့်ဖို့ရလို့ရှိလို့ရှိရင်ပဲငပိဒါပဲငပိပေါ့နော်ပဲငပိထည့်တယ်ပြီးလို့ရှိရင်ငရုတ်သီးပေါ့နော်ကိုရီးယားငရုတ်သီးအနီကိုထည့်တယ်မှွေတယ်ထည့်တယ်ပြီးလို့ရှိရင်ဗာထည့်ရလဲဆိုတော့ကင်ချီပေါ့နော်ခုနဝယ်လာတဲ့ကင်ချီကိုထည့်ပါတယ်ပြီးလို့ရှိရင်မှွေအောင်မယ်ပြထည့်တယ်မှွေတယ်ရေလေးနည်းနည်းလောင်ထည့်လိုက်ပါတယ်ပြီးရင်ဝက်3တက်တာကိုกินမယ်ထည့်3ပြထည့်တယ်3ပြထည့်ပြီးတော့ထည့်တယ်မဆန့်အောင်ဆန့်တော့3ပြရဲထည့်တယ်ပြီးတော့စီဖြန်းတယ်ပြန်ပြီးရင်กินလိုက်ပါမယ်กินပြီးသွားလို့ရှိလို့ရှိရင်အိုးပြန်ကြည့်ရဲโอเคပြီးလို့ရှိရင်ရေနွေးကိုဆူဆူတဲ့ကိုမဆူသေးဘူးဟာအမစားထည့်တယ်ပြီးလို့ရှိရင်စီထည့်တယ်ပြီးရင်ဝက်3တက်တာကိုပြန်ကြည့်ရဲရေဆူလာပြီးအမထည့်လိုက်တယ်ထည့်သွားရင်ပြန်တွန်းလိုက်တယ်တွန်းသွားလို့ရှိရင်ပြန်ပြီးတော့ရေညစ်ပါမယ်ရေခဲတော့နေရောဘာမှလည်းမသိဘူးပေါ့နော်အမှလှုပ်တယ်သူဆေးတယ်ဒါတော့ရင်းညစ်ပြပါပြီထောင်းနေပစွန်ကြောက်ပေါ့နော်ပစွန်ကြောက်ကိုထောင်းပြီးတော့အတုတ်ထဲပစ်ထည့်လိုက်ပါတယ်ပြီးလို့ရှိရင်ဘာကြီးထဲအစားချိုးမုတ်ဘာညာပေါ့နော်ထဲတယ်တမြားကြီးညစ်တယ်ပြီးနေဒါကဟင်းနေရတော့ပေါ့နော်လက်ကြီးနဲ့နယ်လို့လာပြောနေနော်လက်စီးထားကြည့်ချင်းဆိုတော့ okay ဒါကတော့ဟင်းနူနဲ့တော့ရပါပြီနှမ်းနေဖြူရဒါကတော့ဘာလဲမသိဘူးဘာလို့ဖြူရလဲမသိဖြူရပါတော့ဖြူပွားလို့ရှိရင်ရသွားပါပြီဒါဆိုရင်တော့စားပါတော့မယ်ဒါလေးကတော့ kimchi soup လေးဟိုကတော့ဝတ်3တက်တာကင်ဒါကဟင်းနူနဲ့ရတော့ပါကဲစားပါပြီဒါကြီးရရှိရကကြီးမဟုတ်ဘူးလားဘာလို့ထက်တာโอเคဒါစားမယ်အရင်ဆုံးကြီးကြီးကိုကောက်ထည့်လိုက်ပါတယ်သူတဲ့ကိုသူအရင်ထည့်တယ်ငါတဲ့ကိုမထည့်ဘူးโอเคရရလေအဲ့တော့ငါပကံကိုထည့်ပြီးအခုထည့်ပြီးအမှထည့်ပြီးပါတယ်2စွန်း3စွန်းโอเค Behind the scenes